လေးငယ်တယောက်မှာထူးခြားတဲ့စွမ်းအားတွေရှိနေတယ်။သူဟာသူ့ရဲ့အဖွားဖြစ်သူကိုပါအကြိမ်ကြိမ်ရိုက်ခဲ့တယ်။အဖွားဖြစ်သူကတော့အဲ့ဒီကလေးဟာသူမရဲ့ဖခင်ပြန်ဝင်စားတာလို့ထင်နေပေမဲ့တခြားသူတွေကတော့အဲ့ဒီလိုမပြောဖို့တားမြစ်ကြတယ်။အဲ့ဒီနောက်ခွဲစိတ်ခန်းတွေကဆရာဝန်ထွက်လာပြီးသူ့အဖိုးကိုမကယ်တင်နိုင်တော့ကြောင်ပြောပါတယ်။အဖိုးဖြစ်သူရဲ့ခန္ဓာကိုယ်ထဲမှာပြင်းထန်တဲ့အဆိပ်တွေပြန့်နှံ့နေလို့ပါ။ကောင်မလေးကသူမရဲ့အဖေကိုအဖိုးအခြေအနေအကြောင်းမေးတဲ့အခါအဖေဖြစ်သူကအားလုံးအဆင်ပြေသွားမှာပါလို့နှစ်သိမ့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အဖိုးဖြစ်သူဆုံးပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကလုပ်ငန်းတစ်ခုလုံးကိုတိမ့်ပိုက်ဖို့ကြံစီနေတဲ့စကားတန်ကိုကလေးငယ်ကကြားသွားပြီးအဲ့ဒီလူကိုအကဲခတ်ကြည့်နေတော့ဘိုက်ထဲကအောင့်လာတယ်လို့ခန်းစားလိုက်ရတယ်။ကလေးငယ်ဟာသူ့အဖေရဲ့စကားကိုယုံကြည်တာကြောင့်အဖိုးဖြစ်သူကိုပြန်ရှင်းလာအောင်ထက်ခါတလေးလေးကြိုးစားအားထုတ်ပါတော့တယ်။ခဏအကြာမှာဆရာဝန်ပြန်ထွက်လာတယ်။အဲ့ဒီအချိန်မှာလူယုံမာကသူတို့ကိုအတင်းဖတ်ထားပြီးသူတို့ကိုထားမသွားပါနဲ့လို့ဟန်ဆောင်ပြောဆိုနေပေမဲ့သူ့မျက်နှာမှာတော့စာတန်တစ်ကောင်လို့အကြံရုံမှုတွေရှိနေပါတယ်။ယူတရက်ဆိုတယ်လို့အဖေဖြစ်သူနိုးလာပြီးပုံမှန်အတိုင်းစကားပြန်ပြောနိုင်ခဲ့တယ်။ဆရာဝန်ကဒါဟာအံ့ဩစရာကောင်းတဲ့အလင်းရောင်ကြီးတစ်ခုပဲလို့ဆိုပါတယ်။သမီးဖြစ်သူရဲ့အိုဟစ်တန်ကိုကြားရတဲ့အခါကလေးငယ်ရဲ့စွမ်းအားတွေကပို့ပြီးတော့တောင့်တင်းခိုင်မာလာပါတယ်။ကလေးငယ်ကသူ့အဖေနဲ့အမေပြောတာကိုနားထောင်ခဲ့ပါတယ်။တကယ်တော့လူယုံမာတွေဟာသူ့အဖေကိုတတ်ဖို့ကြံစည်ခဲ့ကြပြီးမအောင်မြင်ခဲ့ပါဘူး။အဖိုးဖြစ်သူကလည်းငါကဒီလောက်နဲ့တင်အလွယ်တကူတီးပါမလားလို့ပြန်ပြောခဲ့တယ်။သူတို့ကကလေးရဲ့အဖေကိုကုမ္ပဏီကိုပြန်လာဖို့တောင်းဆိုကြပြီးအဖေဖြစ်သူကညှင်းဆိုခဲ့ပါတယ်။မင်းတို့ငါအမေကိုအိမ်ပေါ်ကနှင်ချကလေးကငါတို့နဲ့ဒီမိသားစုကဘာမှမသက်ဆိုင်တော့ဘူးလို့ပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်